ပြောအခါဝိုင်းကရှေပဲနော်ပြောရကြတော့စိတ်ထဲပြောအခါဝိုင်းကရှေပဲနော်လူကကြီးလေးပြုံးတပြောပြောလူမကြီးလေးပြုံးတပြောပြောစေတနာတရီတွေမွေးပြန်လာကြောအရာရာလူလေးတွေမရှိအပကတော့စီယူတာဝိုင်းကပြောခန္ဓာရီလေးရှေတော့ကျွေးမွေးရလေးရှေတော့တင်သားလူအများကိုရှေလူတော့ရှေလူတော့စီရတဲ့လူတော်ပြောတတ်ကြတော့စိတ်ထဲပြောအခါဝိုင်းကရှေပဲနော်ပြောတတ်ကြတော့စိတ်ထဲပြောအခါဝိုင်းကရှေပဲနော်လူတကာကြီးလေးပြုံးတပြောပြောလူမကြီးလေးပြုံးတပြောပြောစေတနာတရီတွေမွေးပြန်လာကြောအရာရာလူလေးတွေမရှိအပကတော့စီယူတာဝိုင်းကပြောခန္ဓာရီလေးရှေတော့ကျွေးမွေးရလေးရှေတော့တင်သားလူအများကိုရှေလူတော့ရှေလူတော့ကြီးကဟီလို့သာပြောလူမကြီးရကြည်ရတာကြောင့်မစိတ်ချမ်းသာရွှေရမန်းတကြီးကဟီလို့သာဟုတ်ပါလူကကြီးရကြည်ရတာကျမလေးစိတ်ချမ်းသာဆွေမျိုးပေါင်းတဲ့ရောက်ရင်တွေဆုံးပါတယ်ကာလာသားကာလာသမီးနဲ့လူကြီးလူငယ်မကြမ်းပါကွယ်တို့လူဝိုင်းပူကြတာအားရတယ်လူမကြီးရာဆွေမျိုးပေါင်းတဲ့ရောက်ရင်တွေဆုံးပါတယ်ကာလာသားကာလာသမီးနဲ့လူကြီးလူငယ်မကြမ်းပါကွယ်တို့လူဝိုင်းပူကြတာအားရတယ်လူကကြီးရာတို့လူမကြီးရာမင်းသားမောင်ရင်လောင်းကစင်စီမြေရန်ခန္ဓာနေတာကျွဲလေးတိုင်းလို့မကွယ်လေးကွက်ကသားလာမောင်ရင်လောင်းကိုငဲ့ကြည့်လို့မနိုင်ဘူးကွာတော့လူကကြီးရာမင်းသားမောင်ရင်လောင်းကစင်စီမြေရန်ခန္ဓာနေတာကျွဲလေးတိုင်းလို့မကွယ်လေးကွက်ကသားလာမောင်ရင်လောင်းကိုငဲ့ကြည့်လို့မနိုင်ဘူးကွာဟုတ်ပါလူကကြီးရာတော်သမီးလေးလာလာကိုလည်းရင်ချဖို့တော့နေခေါ်လာရွှေအိန္ဒြေအတော်ဖြစ်မျက်နှာသားတဲ့လူတော်မင်္ဂလာလူကြီးပေးရတာပြောလိုက်တာလူမကြီးရာလူကြီးပေးရတာပြောလိုက်တာလူတကာကြီးရာမောင်လူရင်မဲမငင်းပါသူချင်းသူညီစွာသင်္ကန်းမန်းလေးကောင်းပေါ်ရွက်ပါတပိတ်ပိုက်လူကြောင်းကိုလိုက်စို့ကွာရွှေရောင်မန်းတကြီးကဟီလို့သာပြောလူမကြီးရာကြည်ရတာကြောင့်မစိတ်ချမ်းသာရွှေရမန်းတကြီးကဟီလို့သာဟုတ်ပါလူကကြီးရာကြည်ရတာကျမလေးစိတ်ချမ်းသာဆွေ
မျိုးပေါင်းတဲ့ရောက်ရင်တွေဆုံးပါတယ်ကာလာသားကာလာသမီးနဲ့လူကြီးလူငယ်မကြမ်းပါကွယ်တို့လူဝိုင်းပူကြတာအားရတယ်လို့မကြီးယာဆွေမျိုးပေါင်းတဲ့ရောက်ရင်တွေဆုံးပါတယ်ကာလာသားကာလာသမီးနဲ့လူကြီးလူငယ်မကြမ်းပါကွယ်တို့လူဝိုင်းပူကြတာအားရတယ်လူတကာကြီးယာတို့လူမကြီးယာမင်းသားမောင်ရင်လောင်းငါစင်စီမြေရန်ခန္ဓာနေတာလွယ်လေးတိုင်းလုံးပကွက်လေးကွက်ကသားလာမောင်ရင်လောင်းကိုငဲ့ကြည့်လို့မနိုင်ဘူးကွာတော့လူစကားကြီးဟာမင်းသားမောင်ရင်လောင်းကစင်စီမြေရန်ခန္ဓာနေတာလွယ်လေးတိုင်းလုံးပကွက်လေးကွက်ကသားလာမောင်ရင်လောင်းကိုငဲ့ကြည့်လို့မနိုင်ဘူးကွာတော်သမီးနေနာကိုလည်းရင်ချဖို့တော့နေခေါ်လာရွှေအင်္ဂလိပ်အတော်ဖြစ်မျက်နှာသားတဲ့လူတော်မင်္ဂလာလူကြီးပေးရတာပြောလိုက်တာလူမကြီးယာလူကြီးပေးရတာပြောလိုက်တာလူတကာကြီးယာမောင်လူရင်မဲမငင်းပါသူချင်းသူညီသွားသင်္ကန်းမလေးကောင်းပေါ်ရွက်ပါပိတ်ပိုက်လူကြောင်းကိုလိုက်ဆိုရှင်မဖြစ်တဲ့တောင်းသမီးရတနာတွေရှင်လောင်းနာတာဘုဆုံလေးတွေနဲ့လေကြည်ရကြည်မဝပြရရင်မအပြောဝေးအိုးဒါနမဟာတပြမသွေးသာသနာတာရစ်စာအမွေရှင်မဖြစ်တဲ့တောင်းသမီးရတနာတွေရှင်လောင်းနာတာဝတ်စုံလေးတွေနဲ့လေကြည်ရကြည်မဝပြရရင်မပြောဝေးအိုးဒါနမနှစ်ပြမသွေးသာသနာတာရစ်စာအမွေရရလုံးကိုပြုတ်ထုတ်ဖြစ်ချွေဝေးနီးစီမသွေးစီမိတ်သာဆွေအိမ်မန်ကလေးစိတ်မသွေးအလူရှင်ကျွန်တော်ကျမတို့မလေးတွေးလို့ဝမ်းသာနေချီးမြှောက်ဖို့ရကြွလာကြတဲ့မျိုးဆွေတွေကိုလူလေးသိမရှိရအောင်အိတ်ခံကလေးနှလုံးသွေးမှာပြုံးရွှင်လာလို့နေချီးမြှောက်မှုကြလို့ကျေးဇူးအသေးချေတို့သားသမီးများတို့ချမ်းစီမပြေဝရင်းနေပါလေရှမ်းမြတ်ပြည်သူငါတွေမတည်းမြေမှာဆန်လာနေလူရမဝပေနေမယ်ကြီးအားလေးပြောကြပါစေအမြပေးဝေးတို့ရင်မဖြစ်တဲ့ရတနာတွေအိုးကိုရင်သီလရှင်လေးတွေသာသနာမှာလူတိတ်တယ်လို့နေဦးချဖို့မဝလူကြရင်မလေးမိမရမေးနေမြတ်ပါရရလုံးကိုပြုတ်ထုတ်ဖြစ်ချွေဝေးနီးစီမသွေးစီမိတ်သာဆွေအိမ်မန်ကလေးစိတ်မသွေးအလူရှင်ကျွန်တော်ကျမတို့မလေးတွေးလို့ဝမ်းသာနေချီးမြှောက်ဖို့ရကြွလာကြတဲ့မျိုးဆွေတွေကိုလူလေးသိမရှိရအောင်အိတ်ခံကလေးနှလုံးသွေးမှာပြုံးရွှင်လာလို့နေချီးမြှောက်မှုကြလို့ကျေးဇူးအသေးချေတို့သားသမီးများတို့ချမ်းစီမထားသမျှပြေဝရင်းနေပါလေရှမ်းမြတ်ပြည်သူငါတွေမတည်းမြေမှာဆန်လာနေလူရမဝပေနေမယ်ကြီးအားလေးပြောကြပါစေအမြပေးဝေးတို့ရင်မဖြစ်တဲ့ရတနာတွေအိုးကိုရင်သီလရှင်လေးတွေ
မိမရမေနေမြတ်ပါစေကိုရင်ခဲ့ရတာခုတော့ဆန္ဒပြေလူပြောရင်ယူပြောမီလူတော်ရင်းနေမောင်နေမဲတို့စိတ်တူကိုယ်တူကြည်ပြူချမ်းနေခမ်းမီနေစေပါမီရလည်းဖြစ်ဝမ်းမတာမလားပြောရအောင်မေပြုံမောင်ကြီးကိုညာကခွန်နေကြပြီနော်လူတကာကြီးတဲ့တော်ရဲ့လူတကာကြီးတဲ့တော်ရဲ့ကျမကိုလည်းလေလူမကြီးတဲ့တော်ရဲ့လူမကြီးတဲ့တော်ရဲ့ကိုရင်ခဲ့ရတာခုတော့ခန္ဓာပြေသူကြောင့်ရင်တို့ပြောင်းကြီးလူတော်ဒီနေ့မောင်နေမဲတို့စိတ်တူကိုယ်တူကြည်ရချမ်းနေခမ်းမီနေတယ်ပါမီတွေလည်းပြေဝမ်းမတာဘူးလားပြောရအောင်မေပြုံမောင်ကြီးကိုမြားကခွန်နေကြပြီနော်လူတကာကြီးတဲ့တော်ရဲ့လူတကာကြီးတဲ့တော်ရဲ့ကျမကိုလည်းလေလူမကြီးတဲ့တော်ရဲ့လူမကြီးတဲ့တော်ရဲ့မြန်မာရောရမြန်မာတို့ရဲ့တလေးပါပဲအလူပေးရတာအလွန်ပြောမွေးကုသိုလ်မျိုးတွေဟိုင်ပြောကြမယ်ကဘာလို့ကဲတွေသုံးနေဆန္ဒတောင်းစုတွေဖြစ်ဒီတင်းရဲ့ဒီဝဲရဝေးကျမတသက်တာဘယ်ခါမှမမေ့မင်္ဂလာရှိသောပြောရကောင်းဆုံးနေဝမ်းမသာဘူးလားပြောရအောင်မေပြုံမောင်ကြီးကိုမြားကခွန်နေကြပြီနော်လူတကာကြီးတဲ့တော်ရဲ့လူတကာကြီးတဲ့တော်ရဲ့ကျမကိုလည်းလေလူမကြီးတဲ့တော်ရဲ့လူမကြီးတဲ့ရွှေရောင်ဝင်းလေးပါတဲ့မန္တကြီးကခန္ဓာစွာနတ်ဘုံနဲ့နန်းကြီးလာထင်ထင်ဝါအလူတကာကြီးကတပိတ်တွေကအလူမကြီးကပရိက္ခယာဒါကိုရှင်ပြုသမီးနာသာလူတော်မင်္ဂလာရွှေရောင်ဝင်းလေးပါတဲ့မန္တကြီးကခန္ဓာစွာနတ်ဘုံနဲ့နန်းကြီးလာထင်ထင်ဝါအလူတကာကြီးကတပိတ်တွေကအလူမကြီးကပရိက္ခယာဒါကိုရှင်ပြုသမီးနာသာလူတော်မင်္ဂလာအလောင်းလေးပြောနေတာဒီလူပွဲတော့မှာလူရင်စလဲနဲ့မကွာလူရန်တဲ့တရားအလောင်းလေးပြောနေတာဒီလူပွဲတော့မှာလူရင်စလဲနဲ့မကွာလူရန်တဲ့တရားရုပ်လက်အမျက်မရွေးကျွေးမွေးတဲ့လူတော်ပါသာသနာမွေးခံယူလို့သာနိဗ္ဗာန်ရည်မှန်းလူရန်တဲ့လူပွဲကြီးပါပုပ္ပမုံဇပရစေတနာသုံးတာပြထိုင်ငါတန်တာရဝတ္တဒုက္ခတန်တရားဆင်းရဲမှာမောဇနဲ့ထာယာလွတ်မြောက်ကြဖို့ရာရတ္တောနိဗ္ဗာန်စိတ်သမန်ကြီးကရည်စက်ရှာကပြီးလူတဲ့လူပါရတ္တောနိဗ္ဗာန်စိတ်သမန်ကြီးကရည်စက်ရှာကပြီး
ပြန်မရွေးကျွေးမွေးတဲ့လူတော်ပါသာသနာမွေးခံယူလို့သာနိဗ္ဗာန်ရည်မှန်းလူရန်တဲ့လူပွဲကြီးပါပုပ္ပမုံစပရစေတနာသုံးနာပြထိုင်ကတန်တာရဝတ္တဒုက္ခတန်မြာဆင်းရဲမှာမောဇနထာယာလွတ်မြောက်ကြဖို့ရာမြတ်သောနိဗ္ဗာန်စိတ်တမန်ကြီးကရည်စက်ချကပြီးလူတဲ့လူပါမြတ်သောနိဗ္ဗာန်စိတ်တမန်ကြီးကရည်စက်ချကပြီးလူတဲ့လူပါသမီးချောင်းစီမောင်တီလိုလူရန်တဲ့လူပါသမီးချောင်းစီမောင်တီလိုလူရန်တဲ့လူပါအပြိုလေးတွေအလားချင်းပြိုင်လို့ဘယ်သူနိုင်မှလဲဟိအလူဝင်းနေနေအလူဝင်းနေနေအောင်စီအောင်မောင်ချင်းချင်းညောင်းနေတို့ရွာကအလူဝင်းနေနေအပြိုလေးတွေအလားချင်းပြိုင်လို့ဘယ်သူနိုင်မှလဲဟိအလူဝင်းနေနေအလူဝင်းနေနေအောင်စီအောင်မောင်ချင်းချင်းညောင်းနေတို့ရွာကအလူဝင်းနေနေချက်ကြပြုတ်ကြတက်တက်ကြွကြွချက်ကြပြုတ်ကြတက်တက်ကြွကြွအလူပွဲလာတို့တော်ရွှင်ကြတဲ့နေ့စီတော်ဝင်းအတိမုတ်ကခုံတို့နေရှင်လောင်းလေပွဲနှွဲတွင်နေအလူဝင်းနေနေအလူဝင်းနေနေအောင်စီအောင်မောင်ချင်းချင်းညောင်းနေတို့ရွာကအလူဝင်းနေနေတို့ရေနောက်ကြနေမယ်မြန်မြန်လာကြဟေရှင်လောင်းလဲဖို့အချိန်ရောက်ပြီလေရှင်လောင်းလဲဖို့အချိန်ရောက်ပြီလေမြမကျက်တရေလှကျက်လေအလူတော်ကြီးအန်ချီမကုန်နိုင်ပေရှင်လောင်းလဲဖို့လေ
ရှင်လောင်းလဲဖို့လေလူစုနေပြီညံပြန်လာပါဟဲ့လာကြဟေ့ပေါင်းသင်းတို့ရေနောက်ကြနေမယ်မြန်မြန်လာကြဟေ့ရှင်လောင်းလဲဖို့အချိန်ရောက်ပြီလေရှင်လောင်းလဲဖို့အချိန်ရောက်ပြီလေမြမကျက်တရေလှကျက်လေအလူတော်ကြီးအချီမကုန်နိုင်ပေရှင်လောင်းလဲဖို့လေရှင်လောင်းလဲဖို့လေလူစုနေပြီမြန်မြန်လာပါဟဲ့နာမန္တအတွင်းမှာလေအလူရှင်ကြီးကကြက်တရေရှိရှိပြုံးပျော်ကနေအလူမကြီးကစိန်ရောင်တွန်းလို့လှချက်လေတန်ငါစင်ပေါ်မှာမောင်ရှင်လောင်းလေးတွေကောင်းတောင်အပြည့်နဲ့တင်တယ်ကနေမန်လိကာရစာဆင်းမြောင်းအသွေးဆန်းတဲ့နာတာလေးတွေစုံလင်ပါပြီလေစုံလင်ပါပြီလေလူပြိုကောင်းတဲ့အပြိုကောင်းကြီးတို့အလုံးရှုံလို့နေရှင်လောင်းလဲဖို့လေရှင်လောင်းလဲဖို့လေလူစုနေပြီမြန်မြန်လာပါဟဲ့ရှင်လောင်းလဲလို့လာပြီနော်မောင်ရှင်လောင်းလဲလို့လာပေါ့နော်အလှတကားကြီးအလှအမကြီးသားရှင်ပြုအလှတော်ခန်းငန်းနာနာမြိုင်မြိုင်ဆိုင်ဆိုင်ရှင်လောင်းလဲလို့လာပြီနော်ရှင်လောင်းလဲလို့လာပြီနော်မောင်ရှင်လောင်းလဲလို့လာပေါ့နော်အလှတကားကြီးအလှအမကြီးသားရှင်ပြုအလှတော်ခန်းငန်းနာနာမြိုင်မြိုင်ဆိုင်ဆိုင်ရှင်လောင်းလဲလို့လာပြီနော်တစ်မျိုးလုံးတစ်နယ်လုံးရကြော်ရွာရောတိမ်တိမ်တုံလို့နော်ထမရေချောင်းစီမောင်းတီလူတဲ့အလူပွဲတော်ကောင်းမြတ်တဲ့စေရနာယူစင်တန်ရှင်းလာတယ်နော်သားသားလေးရှင်လောင်းဝတ်စားလေးနဲ့ပြုံးလို့ရွှင်ပြောအလူတကာကြီးလည်းပြောအလူမကြီးလည်းပြောဒီနေ့ဒီရက်ရှင်လောင်းနဲ့လို့လာပြီလာရူလာမြတ်နေရူနေမြတ်ဝဲကြီးစင်ငါနော်တန်ဃာတော်များအတွက်ဝတ္ထုပစ္စည်းအစုံဆုံးစက်ကပ်လူရန်ရေစက်ချကအမြဝေသာရုခေါ်အလူတကာကြီးလည်းပြောအလူမကြီးလည်းပြောဒီနေ့ဒီရက်ရှင်လောင်းလဲလို့လာပြီနော်ရှင်လောင်းလဲလို့လာပြီနော်မောင်ရှင်လောင်းလဲလို့လာပေါ့နော်အလှတကားကြီးအလှအမကြီးသားရှင်ပြုအလှတော်ခန်းငန်းနာနာမြိုင်မြိုင်ဆိုင်ဆိုင်ရှင်လောင်းလဲလို့လာပြီနော်တစ်မျိုး
မျိုးလုံးတစ်နယ်လုံးရကြော်ရရောတိမ်တိမ်တုံးလိုက်တဲ့ပြည့်ချင်း
လောကလေးကျုံမှာပတ္တမသတိယတတိယဒီရတဲ့သုံးလေးမြောင်တရားရည်နာတရားရည်နာသံဃာရည်နာရေသုံးပါလို့ဘုရားရဲ့စေရတဲ့လုံးဝေရှိဖို့ဘောပါရောပါရရှိစွာအနာမည်ရမေကိညာကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းကြောင့်စေရည်တန်၍ယနေ့ယခုမိတို့၏သာဝတ္တယနာတို့အားမြတ်စွာဘုရား၏သာသနာ့ဘောင်တွင်သို့ရှိပါသဘိတာတို့ကိုလူတန်း၍သာသနာ့ဝေပြကြရခြင်းကဝေဘုရားမြတ်စွာဘုရားတရားမြတ်စွာဘုရားတာဃမြတ်စွာဘုရားဒီဝိတောယနာမြတ်သုံးပါးတို့နှင့်ပြပါဆရာသမားတို့အားယောတိမြတ်တော်လက်ဆောင်မ၍ရှိကိုပူဇော်မှုမြောက်မှန်လျှော့ကြရကြရသောတက္ကိစ္စကာရဝပဏမကောင်းမှုကုသိုလ်ကံစရိနာယနေ့ယခုမိတို့၏သာမောဒယနာတို့အားမြတ်စွာဘုရား၏သာသနာတော်တွင်သို့ရှင်ပန်သောပရိက္ခဏတို့ကိုလူတိုင်း၏သာသနာဝေပိလူကြရာချင်းခဝေပြုလို့အထောက်ကြရကုန်သောဒါနသီလဘာဝနာကောင်းမှုကုသိုလ်ကံစရိနာပြပြတို့ကြောင့်ယနေ့မှစ၍အသက်ရှိခြင်းအစင်းလာခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းဘုံတကောအနုဘောကြီးခြင်းမရရှိသေးသောစီစဉ်ဥစ္စာယရနာယာတုကုန်သိတို့ကိုရရှိကြခြင်းရရှိပြီးသောစီစဉ်ဥစ္စာယရနာယာတုကုန်သိတို့သည်အကြည်အခေအန္တရာယ်မရှိပြည့်မြဲခြင်းအန္တရာယ်ကင်းခြင်းနာယောဂကင်းခြင်းစရှိသောကောင်းကျိုးချမ်းသာယတိမင်္ဂလာအနန္တတို့နှင့်ပြီးဆုံးကြကုန်ပြီ၍အနိဒဗေဒံယမကတိဘဝတိုင်းကင်းလွန်ငြိမ်းကြကုန်ပြီလျက်ကြာရစေဇာဝနမြတ်သောဘေဥပအန္တရေယောဂအန္တရေတို့သည်ဖိကြဘက်တွင်ယမတိတကယ်တို့ကင်းစင်လွင်ပြောင်းမကြမရောက်ကြကုန်သည်သာဖြစ်၍ပရိယတိသာသနာပရိပဏိသာသနာတော်ဒီဟုသောသာသနာတော်နှင့်အကျဉ်းမြတ်တို့ကိုသောဇဓမ္မတောပလူတံကျင့်ကြံကြိုးစားပွားများအားထုတ်နိုင်ကြကုန်ပြီတည်းမတိဝေဒသာသနာတော်ဆိုသောမတရားဘုရားနိဗ္ဗာန်ချမ်းသာပြတော်မြတ်ကိုပြင်းမြန်သောစွာဤကောင်းမှုတွေကြောင့်ရရောက်မျက်မှောက်ပြုလွယ်နိုင်ကြတဲ့ဘုရားကောင်းများဖြစ်နိုင်ကြပါသည်ဆိုင်ကိုနောက်ပန်းတိုင်းအချောလာလို့အပြည့်ဆိုင်ကိုနောက်ပန်းတိုင်းအကိုကြီးကစင်ကြီးစီမျက်နှာဆက်ပြီးပြီအကိုကြီးကစင်ကြီးစီမျက်နှာဆက်ပြီးပြီညီငယ်လေးကမြင်ကိုစီမျက်နှာဆက်ပြီးပြီညီငယ်လေးကမြင်ကိုစီမျက်နှာဆက်ပြီးပြီဖေဖေကြီးကတပိတ်လွယ်ရှုံးဝေပီတီနဲ့ဖေဖေကြီးကတပိတ်လွယ်ရှုံးဝေပီတီနဲ့မိမိကြီးကပင်ငယ်ရွယ်ပန်းရောင်အပြုံးနဲ့မိမိကြီးကပင်ငယ်ရွယ်ပန်းရောင်အပြုံးနဲ့ဝိုင်းဝန်းကိုညီပင်ရွာလုံးရှုံးဆုံးတော့မဆုံးလူလူညီညီကုသိုလ်ယူ
လို့အပြန်ရဆိုင်ကိုနောက်ပန်းခိုင်အကိုကြီးကစင်ကြီးစီမျက်နှာဆက်ပြီးပြီညီငယ်လေးကမြင်ကိုစီမျက်နှာဆက်ပြီးပြီဖေဖေကြီးကတပိတ်လွယ်ရှုံးဝေပီတီနေ
ချင်းလေးဝင်ပေးထားလို့မြူမြူကြွားကြွားကရခုံရပျော်ပျော်ပါပါရှင်လောင်းလေးဝင်စီလို့ချိုမယ်ပြိုရှင်လောင်းလေးတွေဝင်လာပြီပြောကခုံမြူးလို့ပြောကြကြည့်မို့ရှင်လောင်းလေးတွေပြန်လာပြီပြောမတ်တပ်ပေါက်ကကြိုကြတော့ရှင်လောင်းလေးတွေဝင်လာပြီပြောကခုံမြူးလို့ပြောကြကြည့်မို့သမင်းကျွေရုံတဲ့အရန်သိမှာပြောအမောပြေအပန်းပြေစားကြတော့ကြနာကြပါပြောသုံးဆောင်ကြပါပြောရှင်လောင်းလေးပြန်တန်းချစံကသာနီကိုတချင်းလေးဝင်ပေးထားလို့မြူမြူကြွားကြွားကရခုံရပျော်ပျော်ပါပါရှင်လောင်းလေးဝင်စီလို့ချိုမယ်ပြိုပြောသလားပြောမြူသလားပြောပြောသလားပြောမြူသလားပြောချိုးတော်ပြုံးနေလာပါနေလို့ရွှေမုံမွေမုံရွာရွာရွာတစ်မျိုးလုံးတစ်နေ့လုံးချမ်းသာတော့မယ်ပြောရွှေမုံမွေမုံရွာရွာရွာတစ်မျိုးလုံးတစ်နေ့လုံးချမ်းသာတော့မယ်ပြောစီစီကာကာအားလုံးအားလုံးစီလို့ကျစီလို့ကျရှင်လောင်းလေးပြန်တန်းချက်ဆက်ကဇာနီကိုတချင်းလေးဝင်ပေးထားလို့မြူမြူကြွားကြွားကရခုံရပျော်ပျော်ပါပါရှင်လောင်းလေးအဝေးစီလို့ကျူမယ်ပြိုရှင်လောင်းလေးတွေဝင်လာပြီပြောကခုံမြူးလို့ပြောကြကြည့်မို့ရှင်လောင်းလေးတွေပြန်လာပြီပြောမတ်တပ်ပေါက်ကကြိုကြတော့ရှင်လောင်းလေးတွေဝင်လာပြီပြောကခုံမြူးလို့ပြောကြကြည့်မို့သမင်းကျွေရုံတဲ့အရန်သိမှာပြောအမောပြေအပန်းပြေစားကြတော့ကြနာကြပါပြောသုံးဆောင်ကြပါပြောရှင်လောင်းလေးပြန်တန်းချက်စံကသာနီကိုတချင်းလေးဝင်ပေးထားလို့မြူမြူကြွားကြွားကရခုံရပျော်ပျော်ပါပါခံရရဒီဝိညာဉ်ကိုကြရခံရရဒီဝိညာဉ်ကိုကြရ老板都下杯吧，谢谢啊。
ဆယ်လလွယ်ထွေးမမွေးခင်ကလေးကရင်သွေးလေးကြီးလာရင်ရှင်သာမဏေအမှုပြုရတော့မယ်တွေးလို့အသက်အေးခဲ့တယ်နှလုံးပခုံးလက်နဲ့တဲ့အရွယ်ကအေးမြမြနိုးကြအငိုးရဲ့တိတ်ဆိတ်ဖို့မအိမ်မနေပြုစုယူရခဲ့တယ်ကွယ်သားလေးတအားမွေးထွေးပိုက်လို့ပြင်းကြည့်မြင်လာတယ်အရွယ်ကအေးမြမြနိုးကြအငိုးရဲ့တိတ်ဆိတ်ဖို့မအိမ်မနေပြုစုယူရခဲ့တယ်ကွယ်သားလေးတအားမွေးခွေးပိုင်လို့ဖြစ်ကြည့်ရင်လာတယ်စီဝရံပတိဒေဝမိအစရှိတဲ့သင်္ကန်းတောင်လဲယူဆိုနိုင်ပြီကွယ်တရဏဂုံသုံးပါအမမရှိအောင်ထံကရိုင်းကြကြအမှန်အတိုင်းအစစရွတ်ဖတ်တရစေတင့်ဟန်ကုံဆောင်အဝါရောင်သင်္ကန်းဆင်မြန်ပါတဲ့သားရဲ့အဖေရှုလို့မဝနိုင်ဒုက္ခနိဂရဏနိဗ္ဗာန်တာတိတိကရဏတာယဣဇံသာတံဟောတထွာပပတိတာမံဗန္တိအနုကမ္မံဥပါဒာယဗန္
သန္တာရာဝတ္တဒုက္ခသောမောဒနာထာယပပိသံယာသာမိဒုတိယမိဗန္တိသန္တာရာဝတ္တဒုက္ခသောမောဒနာထာပပိသံယာသာမိတိမြောက်လေသန္တာရာဝတ္တဒုက္ခသောတန်တရားဝသိယမမောဒနာထာယကိလေသာဘာယခြင်းအကျိုးငါပပိသံကျင်နာမေပြေကိုယာသာမိသမ္မဘာယိရှင်မြတ် တရဏဂံသုံးပါအမမရှိအောင်ထံကြိုင်းပြကြအမှန်အတိုင်းအစားစားရွတ်ဖတ်တရစေတိဟံကုံဆောင်အဝါရောင်တင်ငယ်စင်မြန်းကားရတားရဲ့အမေရှုလို့မဝနိုင်နဲ့ သာမိနာပရိသတိတံမာယာသာမိသောကံကတဝါစီတံသေဟမေဘန္တိဘောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ သာမဏေသူဆက်တော်ကြစီရမနော်။အော်ရင်ပြရမယ်သင်္ကန်းဝပြရမယ်နောက်ဆုံးမှာတစ်သက်ကုန်တောင်းရဆိုတယ်ဒီဆက်တော်ကြပြီးတော့လေစဉ်းစားကြည့်။ဒါတရဏသာ ဒံတရဏံကိသာမိ အဲ့မှာကြည့်နော်။ဒါတရဏသာ ဘုဒ္ဓံတရဏံကိသာမိ ဓမ္မသာ ဓမ္မံတရဏံကိသာမိ သံဃာတရဏံကိသာမိ သံဃံတရဏံကိသာမိဗုဒ္ဓံတရဏံကိသာမိတတိယမိဓမ္မံတရဏံကိသာမိတတိယမိသံဃံတရဏံကိသာမိမာလာလနာဝိရိပနာဒါရဏမန္တနာဝိဘုဒနာဒါနာဝေရာမိတိတ်္ခဗရန္တမာရိယာမိဥဇာတေနမဟာတေနဝေရာမိတိတ်္ခဗရန္တမာရိယာမိသာဓုပသရပရိခာနာဝေရာမိတိတ်္ခဗရန္တမာရိယာမိအာမိဥပိ္ပဇာယောမေဘန္တိဟောဤတတယမိဥပိ္ပဇာယောမေဘန္တိဟောဤဗန္တိရှင်ပေယအာယတမတတောရှိသောသွန်အရှင်မြတ်ဗျာတိခေတရားတော်ဤဒီဥပိ္ပဇာယောအစီကြီးပြင်ငယ်တို့ကိုကျေးဇူးမဲ့ပြန်ဆုံးမတတ်သောဥပိ္ပဇာတရားဒီဟောဤဖြစ်တော်မူပါဖေယ ကိုရေရှင်းပြတော့ဗျာရှင်းပြတော့ဒီသက္ကာတက္ကာဘာလို့လဲပြီးတော့စီဒီပါသမတ်တော်ပါ